Namo Tata Bhagavato Arahato Tammatam Buddhata Phayadavido Di Tantarama Sayue Yani Dai Ao Gong Jesu Jima Jagong Do Myaswa Bhyashin Kuro Myaji Do Ye Po Nai Kayagan Wasigan Manogan Toma Do Kan Du Phit Pima Midi Shige Bado Thua Phit Do Ko Pyauk Pa Si Chin Chu Nga Yuti Myan No Lat Song Mu Yue Shi Kho Kado Ba I Shin Phaya Phayadavido Di Tantarama Sayue Yani Dai Ao Gong Jesu Jima Jagong Do Pisika Buddha Shin Kuro Myaji Do Ye Po Nai Kayagan Wasigan Manogan Toma Do Kan Du Phit Pima Midi Shige Bado Thua Phit Do Ko Pyauk Pa Si Chin Chu Nga Yuti Myan No Lat Song Mu Yue Shi Kho Kado Ba I Shin Phaya Phayadavido Di Tantarama Sayue Yani Dai Ao Gong Jesu Jima Jagong Do Agatawaka Mahatawaka Yahana Shindu Myaji Do Ye Po Nai Kayagan Wasigan Manogan Toma Do Kan Du Phit Pima Midi Shige Bado Thua Phit Do Ko Pyauk Pa Si Chin Chu Nga Yuti Myan No Lat Song Mu Yue Shi Kho Kado Ba I Shin Phaya Phayadavido Di Tantarama Sayue Yani Dai Ao Gong Jesu Jima Jagong Do Yahana Shindu Myaji Do Ye Po Nai Kayagan Wasigan Manogan Toma Do Kan Du Phit Pima Midi Shige Bado Thua Phit Do Ko Pyauk Pa Si Chin Chu Nga Yuti Myan No Lat Song Mu Yue Shi Kho Kado Ba I Shin Phaya Phayadavido Di Tantarama Sayue Yani Dai Ao Gong Jesu Jima Jagong Do Migin Do Yi Apo Nai Kayagan Wasigan Manogan Toma Do Kan Du Phit Pima Midi Shige Bado Thua Phit Do Ko Pyauk Pa Si Chin Chu Nga Yuti Myan No Lat Song Mu Yue Shi Kho Kado Ba I Shin Phaya Phayadavido Di Tantarama Sayue Yani Dai Ao Gong Jesu Jima Jagong Do Phagin Do Yi Apo Nai Kayagan Wasigan Manogan Toma Do Kan Du Phit Pima Midi Shige Bado Thua Phit Do Ko Pyauk Pa Si Chin Chu Nga Yuti Myan No Lat Song Mu Yue Shi Kho Kado Ba I Shin Phaya Phayadavido Di Tantarama Sayue Yani Dai Ao Gong Jesu Jima Jagong Do Tin Saya Min Saya Kya Saya Do Ye Po Nai Kayagan Wasigan Manogan Toma Do Kan Du Phit Pima Midi Shige Bado Thua Phit Do Ko Pyauk Pa Si Chin Chu Nga Yuti Myan No Lat Song Mu Yue Shi Kho Kado Ba I Shin Phaya Phayadavido Di Tantarama Sayue Yani Dai Ao Atati Kha Gong Wa A Phit Ji Gong Do Pukkul Do Ye Po Nai
ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကြို့ငါရိုသေမြတ်နိုးလက်ဆုံးမိုး၍ရှေခိုးကြော့ပါ၏ရှင်ဖျားဖျားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပျောက်ပါစေခြင်းကြိုးငါရိုသေမြတ်နိုးလက်ဆုံးမိုး၍ရှေခိုးကြော့ပါ၏ရှင်ဖျားဖျားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောထမင်းတလုံးရေတမုတ်စားသဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့မှုသောကျေးဇူးရှင်တို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပျောက်ပါစေခြင်းကြိုးငါရိုသေမြတ်နိုးမညွတ်ကြိုးလိုရှေခိုးကြော့လိုက်ပါ၏မြတ်စွာဘုရားပဇာတဗ္ဗသုတ္တယံတုဝုဒ္ဓဟံတုသူမင်္ဂလာဒုတိတုဒုက္ခတိင်္ဂမေပုရိန္တုတပ္ပပါရမေပဇာတဗ္ဗကုစီကိုငါကုဒေသ၌ပျော်ကြဆက်ရတတ္တဝါဟုသမျှတို့သည်သုတ္တယံတုအိမ်မက်ရမကောင်းစွာမ၍နှစ်သက်ကြည်သာအိပ်ဆက်နိုင်ကြပါစေကုန်သတည်းသူမင်္ဂလာမင်္ဂလာကြက်တရေရှဝေလန်းသဖြင့်စံပွင့်ကြကုန်သည်ဖြစ်၍ဟောဒဟံတုကောင်းစွာမိုးတောက်အလင်းရောက်လက်ရထမြောင်နိုးကြနိုင်ကြပါစေကုန်သတည်းဒုက္ခတိဂာမေအဘေဒုက္ခတိရောက်မည်အကြောင်းမကောင်းညေဆိုဒုစရိုက်မျိုးကိုဒုသင်တုသူတော်လက်နက်တရားစက်ဖြင့်ဖြိုဖျက်နိုင်ကြပါစေကုန်သတည်းတပ္ပပါရမေအလောင်းလက်ရာဖြေကောင်းရာသည်သုံးပြ14ပါရမီအပေါင်းအကျင့်ကောင်းကိုပုရိန္တုတဆင်းနဲ့တဆင်းရင်တဲ့ရင်အောင်မလင့်ပုံသေးဖြစ်ခြင်းနိုင်ကြပါစေကုန်သတည်းအဘိဓိယဝိဝဇန္တုသောကောရောဂောဝိနတတုမာတိဘဝန္တုံတရာယသုခိဒီဃာယုကောဘဝအဘိဝါဒနာတိလိတနေသံဝုဒ္ဓပဇာယိနောသတ္တရောဓမ္မဝဒ္ဒန္တုအာယုဝန္နောဒုက္ခံဗလံတပ္ပိတိယဝိဝဇန္တုဘေးရန်ခတ်သိမ်းတို့ကင်းငြိမ်းကြပါစေကုန်သတည်းတပ္ပသောကောဝိနတတုသုယင်ခတ်သိမ်းကင်းငြိမ်းပါစေတည်းတပ္ပရောဂောဝိနတတုယောဂခတ်သိမ်းတို့ကင်းငြိမ်းပါစေတည်းမာတိဘဝန္တုံတရာယတင်တို့ဘေးရန်အန္တတဲ့ဘာတစ်ခုမျှမရှိကြပါစေကုန်သတည်းသုခိဒီဃာယုဂဘဝန္တုကိုယ်စိတ်နှစ်ပါးချမ်းချမ်းသာသာသက်ရှိကြပါစေကုန်သတည်းအတောကာဒီဃာယုဂဘဝန္တုစွရင်ကင်းกว่าစိတ်ချမ်းသာစွာဖြင့်အသက်ရှိကြပါစေကုန်သတည်းအာရောဂဒီဃာယုဂဘဝန္တုအနာကင်းกว่าကျမ်းမာစွာဖြင့်အသက်ရှိကြပါစေကုန်သတည်း
အဘိဝဒနာတိလေတဗယတရားတံကယေဒနာ၃ပါးနှင့်မိဘဆရာကိုရှိခိုးသောလေ့ကျင့်ရှိကြပေကုန်သောဘုဒ္ဓပဇာယိနောကြီးကုန်သောပုဂ္ဂိုလ်တို့ကိုအယောအသေးပြုတတ်သောအလေ့ကျင့်ရှိကြကုန်သောသင်သူတော်ကောင်းပေါင်းတို့မှာအာယုစအတတန်ရှိခြင်း၎င်းဝနောစယောဆင်းကောင်းခြင်း၎င်းဒုက္ခစာကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၎င်းဗလန်စကိုယ်အာဉာဏ်အားနှင့်ပြည့်စုံခြင်း၎င်းအာရောဂါသာနာကင်းကွာကျမ်းမာခြင်း၎င်းဣတိဤသို့ပိစဓမ္မကျွတရာဤငါးပါးတို့သည်နိစ္စံအမြဲမပြတ်တတ္တပတ်လုံးဝဋ္ဌံတူတက်လာသောနေလိုတိုးလာသောရေလိုတဏိတ္တချာတိုးတက်စီကားကြပါစေကုန်သတည်း